ဦးဇင်းတို့မြန်မာနိုင်ငံမှာကဘာသာကြီး၄မျိုးရှိတယ်အဲ့ဒီဘာသာကြီး၄မျိုးထဲမှာတူမြဲတာတစ်ခုရှိတူမြဲတာတစ်ခုကဘာလဲဆိုရင်မေတ္တာတရားပဲတူမြဲတာရှိမယ်အဲ့ဒီမေတ္တာကိုထားမှရမယ်မဟုတ်လို့ရှိရင်တို့တွေဟာအဆင်မပြေနိုင်ဘူးနတ်ပြည်မှာလည်းနတ်သားတွေပဲရှိတာဗြဟ္မပြည်မှာလည်းပဲဗြဟ္မာတွေပဲရှိတာငရဲပြည်မှာလည်းပဲငရဲသားတွေပဲရှိတာလူပုံလူဌာနကြတော့အဲ့လိုမဟုတ်တော့တလိ္ဆန်ရှိမှာပြီးတော့ရုပ်ကစိုးနတ်တွေဘုံကစိုးနတ်တွေရှိမှာနတ်တွေလည်းရှိတယ်ပြီးတော့တို့တွေကိုဘေးနားမှာနေတဲ့နာနာဘာဝဝိနာဘာဝအစကြမကျွတ်မလွတ်တဲ့ပုံကိုယ်တွေလည်းရှိတယ်တို့လူတွေလည်းရှိတယ်ဆိုတော့ရှုပ်ထွေးလုံးတယ်ရှုပ်ထွေးလုံးတဲ့အတွက်ကြောင့်တို့တွေဒီရောက်ရအရက်ဒေတာမှာနံပါတ်1ဒါနပြုရမယ်နံပါတ်2ကအမျှတမ်းပေးဝေရမယ်နံပါတ်3ကမေတ္တာပို့ရမယ်အဲ့3ခုကိုလုပ်ရမယ်ဘာလို့လုပ်တာလဲလို့ဆိုလို့ရှိရင်တို့နေတဲ့နေရာမှာတို့ရောက်နေတဲ့အရက်ဒေတာမှာကဘာဥစားတွေကနေခဲ့တဲ့ပုံကိုယ်တွေရှိတယ်ပြီးတော့နေလက်တန့်ပုံကိုယ်တွေရှိတယ်နောက်အနာဂတ်မှာလာနေမဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါကြီးအားလုံးကိုတို့တွေမေတ္တာပို့အမျှဝေဆုတောင်းပေးလို့ရှိရင်တို့တွေဟာအားလုံးအဆင်ပြေနိုင်တယ်ဘာလို့ဒီစကားကိုဦးစင်းကပြောတာလဲလို့ဆိုလို့ရှိရင်တို့ဟာတီးတက်နေတဲ့ဘုံဌာနမဟုတ်တဲ့အတွက်ကြောင့်အားလုံးနဲ့တဲ့ရှုအောင်နေရတယ်တို့မြန်မာနိုင်ငံမှာလည်းပဲအဲ့လိုဘာသာကြီး၄ခုထဲကတူမြဲတဲ့တစ်ခုကိုတို့တွေမေတ္တာထားလို့ရှိရင်အားလုံးအဆင်ပြေနိုင်တယ်ပေါ့နော်ဒါကြောင့်မို့တို့ရမှာပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေသည်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကဒီဓမ္မကလူနံတန်းနံတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့ပြီးကံစွန့်ကြဲမှုများစွာတွေပြုလုပ်နိုင်ပြီးလူကျင်တိုင်းလူမကုံပါစေနဲ့လူပြီးတဲ့နောက်တစ်ဖက်မှာလည်းပဲကြောင်းကြမှုတောင်းတမှုတွေလည်းမဖြစ်ပါစေနဲ့သူတော်ကောင်းတွေနဲ့တွေ့ပါစေသူတော်ကောင်းတွေဟောကြားအပ်တဲ့တရားတော်တွေကိုလည်းပဲနာကြားနိုင်ပါစေနားတဲ့အတိုင်းလည်းသိပါစေသိတဲ့အတိုင်းလည်းကြင်ကြံပွားများအားထုတ်နိုင်ပြီးမတ်ဖို့နိဗ္ဗာန်ကိုလွယ်လင့်တကူလင်းမြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေလို့ဦးဇင်းကမေတ္တာပို့ဆုတောင်းပေးရင်းတိုက်တွန်းအပ်ပါတယ်ပေါ့နော်မေတ္တာများများထားကြပါ